ကဲဒီနေ့ရောတတ်တဲ့ဒီ verb တချို့ကိုအတူတူလေ့လာကြည့်ရအောင်နော် bring take fetch get carry pick up okay bring ရဲ့အဓိပ္ပာယ်ကကျွန်တော်ယူလာသည်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော် carry something toward the speaker or a place ဒီတစ်ခုခုကိုကျွန်တော်တို့ speaker ပေါ့နော်စကားပြောတဲ့လူစီကိုကျွန်တော်တို့တည်ဆောင်တယ်သို့မဟုတ် a place နေရာတနေရာကိုကျွန်တော်တို့တည်ဆောင်တယ်ပေါ့ okay ဟုတ်ပြီနော်အဲ့လိုမျိုးအဓိပ္ပာယ်ရတယ်သူရဲ့အဓိက direction ကဘာလဲဆိုတော့ speaker စီသို့မဟုတ်နေရာတနေရာစီဖြစ်တယ်ပေါ့နော်အဲ့ကျွန်တော်မြန်မာလိုဆိုရင်ကျွန်တော်တို့ယူလာသည်လို့ဘာသာပြန်လို့ရတယ် example ကြည့်မယ်ဆိုရင် bring me that book please bring me that book please ဆိုတော့ငါအတွက်အဲ့ဒီစာအုပ်ပေါ့နော်ငါစီကိုအဲ့ဒီစာကိုယူလာပေးပါ okay ငါစီကိုအဲ့ဒီစာကိုယူလာပေးပါကိုစီကိုယူလာပေးပါလို့ပြောတာပေါ့နော် bring me that book please please bring your homework to class ကျေးဇူးပြုပြီးတော့မင်းရဲ့အိမ်စာကိုစာသင်ခန်းစီကိုယူလာပေးပါဒီဒါဆိုနေရာပေါ့နော် class ကနေရာဟုတ်တယ်မလားဆက်သဖြင့်ပေါ့နော်ဒီမှာလို့ bring ယူလာသည်လို့အဓိပ္ပာယ်ရတယ်နော်သူရဲ့အဓိပ္ပာယ်ကဒီစကားပြောနေတဲ့လူသို့မဟုတ်နေရာတနေရာကိုကျွန်တော်တို့တစ်ခုခုယူလာတယ်တည်ဆောင်သွားတယ်ပေါ့နော်အဲ့လိုမျိုးအဓိပ္ပာယ်ရတယ်နောက်တစ်ခုကြည့်အောင်ပါ take ယူသွားတယ်ခေါ်သွားတယ်သူကကျတော့ carry something away from the speaker's location စကားပြောနေတဲ့လူရဲ့ဒီ away ကိုကျွန်တော်တို့ယူသွားတယ်ခေါ်သွားတယ်အဲ့လိုမျိုးအဓိပ္ပာယ်ရတယ်ပေါ့နိဒီမှာ example ကြည့်မယ်ဆိုရင် don't forget to take your umbrella မင်းရဲ့ tea ကိုဒါယူဖို့အတွက်မမေ့ပါနဲ့မင်း tea ကိုယူသွားဖို့မမေ့နဲ့ပြောချင်တာကိုသွားရင်တခါတည်းယူသွားတာ okay အဲ့လိုမျိုးပေါ့နော်ယူသွားတယ်ခေါ်သွားတယ်မမေ့ပါနဲ့တဲ့ I will take you to the zoo ငါမင်းကိုတိရစ္ဆာန်ဝင်ရင်ခေါ်သွားမယ် okay အဲ့လိုမျိုးပေါ့နော်တရားကိုတနေရာခေါ်သွားတယ်ယူသွားတယ်ဆိုတော့အတိတ်ပဲရပါတယ် okay နောက်တစ်ခုကြည့်ရအောင်ပါ fetch သွားယူလာသည်သွားခေါ်လာသည်သူရဲ့အဓိပ္ပာယ်ကကြတော့ go get return go သွားတယ် get ယူတယ် return ပြန်လာတယ်သွားယူလာတယ်ပေါ့နော်သူရဲ့အဓိပ္ပာယ် okay အဲ့တော့ example ကြည့်မယ် fetch a doctor at once okay ဆရာဝန်တရားကိုသွားပြီးတော့ခေါ်လာပါဦးအဲ့လိုပြောတာပေါ့နော် I have to fetch the kids from school ကျွန်တော်ကလေးတွေကိုကျောင်းကနေသွားကြိုရမယ်ဒီကနေကျောင်းကိုသွားတယ်ကလေးတွေကိုခေါ်တယ်အိမ်ပြန်လာတယ်အဲ့လိုမျိုးအဓိပ္ပာယ်ပေါ့နော်ဒီမှာ fetch နောက်ခု get ပေါ့နော် get ကိုလည်းကျွန်တော်ဒီမျိုး fetch နဲ့အဓိပ္ပာယ်တူတူပဲသုံးလို့ရတယ်သွားယူလာတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော် example ကြည့်မယ် Could I get a cup of water for you ကျွန်တော်ခင်ဗျားတို့ရေတစ်ခွက်သွားယူလာပေးရမလားအဲ့လိုမျိုးပေါ့နော်သွားယူလာရမလားကျွန်တော်ခင်ဗျားတို့ရေတစ်ခွက်သွားယူလာမလားကိုဒီကနေအဲ့ဒီကိုသွားတယ်ရေတစ်ခွက်ယူပြီးတော့ပြန်ဒီကိုပြန်လာတယ်ပေါ့နော်အဲ့လိုမျိုးအဓိပ္ပာယ်ပေါ့ carry ကကြောင့်တည်ဆောင်တယ်ပေါ့သူကဘာကို focus လုပ်တာလဲဆိုတော့ focus on holding ဒါပစ္စည်းတစ်ခုကိုကင်ထားတာပေါ့နော် or transporting ပစ္စည်းတစ်ခုကိုပို့ဆောင်တယ်ဆိုတဲ့အရာပုံမှာသူကအဓိက focus ထားတယ်ပေါ့နော် example ကြည့်မယ်ဆို she is carrying a heavy box upstairs သူမကဒီတက်တာလေးတစ်ခုကိုဒါအပေါ်ထပ်ကိုသူမတည်နေတယ်ပေါ့နော်တည်ဆောင်နေတယ် okay ဒီမှာဆိုဘာကိုအဓိကထားချင်တာလဲဆိုတော့ transport လုပ်နေတာပစ္စည်းပို့နေတာကိုပြောချင်တာပေါ့နော်အဲ့ဒါခု can you carry this bag for me ခင်ဗျာကျွန်တော်တို့ဒီအိတ်လေးကိုဒါတည်ပေးလို့ရမလားပြောချင်တာသူ့ကိုကင်ခိုင်းပြီးတော့ပို့ခိုင်းတာပဲเนาะအဲ့တော့ holding or transporting ဒီပေါ်မှာ focus ထားတယ်ပေါ့နော် carry ရကြတော့ pick up ကိုကျွန်တော်ဒီ fetch နဲ့လည်းသုံးလို့ရတယ်နောက်တစ်ခုကကျ stop somewhere and bring it တနေရာမှာကျွန်တော်ရပ်ပြီးတော့မှတစ်ခုခုယူရတယ်ပေါ့နော်အဲ့လိုမျိုးအဓိပ္ပာယ်နဲ့လည်းကျွန်တော်သုံးပါတယ် example ကြည့်အောင် I will pick him up from the airport ကျွန်တော်သူ့ကိုလေဆိပ်ကနေတွားကြိုမယ် okay ဒါဆိုဘာလို့မလဲကိုကဒီကနေလေဆိပ်ကိုတွားတယ်သူ့ကိုခေါ်တယ်ပြန်ပြီးတော့ပြန်လာတယ်အဲ့လိုမျိုးအဓိပ္ပာယ်ပေါ့နိနောက်ခု Can you pick up some milk on your way home အိမ်ပြန်လမ်းမှာနွားတို့တချို့ဒါဝယ်လာလို့ရမလားယူလာခဲ့လို့ရမလားပေါ့နိအဲ့လိုမျိုးအဓိပ္ပာယ်ပေါ့ဒီမှာ pick up ရဲ့အဓိပ္ပာယ်ကဘယ်လိုဖြစ်မလဲဆိုတော့ကိုကစိုက်တဆိုင်မှာရက်လိုက်တယ်တနေရာမှာရက်လိုက်တယ်ပြီးတော့နွားတို့ကိုယူလာတယ်ဝယ်လာလိုက်တယ်ပေါ့နိပြီးတော့ပြန်လာတယ်ပေါ့အဲ့လိုမျိုးပေါ့ okay ဒါလေးတွေကတော့ကျွန်တော်ရောတတ်တဲ့ဒီ verb အသုံးလေးတွေပဲဖြစ်ပါတယ်အားလုံးပဲနားလည်မယ်လို့မျှော်လင့်ပါတယ် bye bye see you in the next video